အခု12ရက်နေ့မှာဆိုရင်တော့ကမ္ဘာဖလားပွဲတွေစတင်ကစားတော့မှာဖြစ်ပါတယ်အဲ့တော့ဒီကမ္ဘာဖလားမှာဘယ်နိုင်ငံအားပေးရမလဲဘယ်အသင်းအားပေးရမလဲဆိုတာဝေခွဲမရတဲ့ညီကိုတွေအနေနဲ့ဒီဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပြီးတော့ကျွန်တော်အကြံပြုတဲ့အတိုင်းလိုက်ပြီးတော့ဆောင်ရွက်လိုက်မယ်ဆိုရင်တော့ဒီကမ္ဘာဖလားမှာဘယ်အသင်းအားပေးရမလဲဆိုတာကောင်းကောင်းသိတော့မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ဒီဘယ်အသင်းအားပေးရမလဲမသိသေးလို့ပေါ့နော်ကျွန်တော်စဉ်းစားမိတဲ့လောက်တော့ကျွန်တော်ပြပြပေးမယ်ကျွန်တော်ဒီလည်းအခုချိန်မှာတိတ်ပြီးတော့မစင်စားရသေးဘူးဘယ်တင်အားပေးမလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဘယ်တင်မှတိတ်ပြီးကြိုက်တယ်မပါဘူးပေါ့နော်အဲ့တော့ဘယ်တင်အားပေးရမလဲဆိုတာကိုကျွန်တော် recommend ပေးခြင်းနဲ့ကျွန်တော်အကြံပြုတဲ့အတိုင်းသာဆက်လုပ်သွားမယ်ဆိုရင်တော့ကိုယ်ဘယ်တင်အားပေးရမလဲဆိုတာကိုသိသွားမယ်လို့ပဲထင်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုစတင်လိုက်အောင်အားလုံးပဲမင်္ဂလာပါ MCU Sport နဲ့ United Dot Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလာမယ့်12ရက်နေ့မှာဆိုတော့ကျွန်တော်ကမ္ဘာဖလားလေးစီစဉ်ကစားကြတော့မယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အနေနဲ့ဘယ်အသင်းကိုအားပေးရမလဲဆိုတော့ကျွန်တော်စဉ်းစားနေလောက်ပြီလို့ထင်ပါတယ်အဓိကတော့အားပေးရမယ့်အသင်းမရှိသေးတဲ့လူတွေအတွက်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုပဲအားပေးရမယ့်အသင်းဘယ်အသင်းအားပေးရမလဲအသင်းတည်သေးတဲ့အတွက်ကိုအခုတစ်ချက်စီစဉ်းစားကြည့်လိုက်ရအောင်ကျွန်တော်ရဲ့ကျွန်တော်ရဲ့တိုင်ကျွန်တော်ပုံစံနဲ့ပဲကျွန်တော်ပြပြပေးသွားမှာဖြစ်တယ်ဘာဖြစ်ကျွန်တော်အခုလိုပြောရမလဲစပြီးကျွန်တော်စဉ်းစားမယ်ဆိုရင်ကမ္ဘာဖလားမှာကျွန်တော်တို့ဘယ်နိုင်ငံကကိုအရင်ဆုံးစဉ်းစားရမှာဘယ်နိုင်ငံမှာကိုအားပေးတဲ့ကစားသမားအများဆုံးပါလဲဆိုတော့အရင်စဉ်းစားရမယ်။နောက်ပြီးကျရင်ဘယ်ကစားသမားတွေဒီကိုမကြိုက်ဘူးလဲဘယ်နိုင်ငံကိုမကြိုက်ဘူးလဲဆိုတာကိုတစ်ချက်ပြန်ပြီးစဉ်းစားရမယ်ပေါ့နော်။အဲ့တော့ကျွန်တော်ကိုယ်တိုင်ဒီ Manchester United အထင်ရဲ့ပရိသတ်တယောက်ဖြစ်တဲ့အတွက်ကြောင့်အာဆင်နယ်အသင်းကိုမကြိုက်ဘူးပေါ့နော်။အဲ့တော့အာဆင်နယ်ကစားသမားအများဆုံးပါတဲ့အသင်းကိုကျွန်တော်တို့ပယ်ရမယ်။ပယ်ရမယ့်ဖြစ်တဲ့အတွက်ကျွန်တော်တို့ Manchester United ပရိသတ်တော်တော်များများ Ronaldo fan တွေများရယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် Ronaldo တော့တိတ်မကြိုက်ဘူးအဲ့အတွက် Ronaldo က Manchester United အသင်းမှာကစားခဲ့တယ်အဲ့ဒါကို Ronaldo ကိုမုန်းတဲ့ Arsenal ပရိသတ်တွေတော်တော်များများ Messi fan တွေဖြစ်သွားခဲ့ကြရယ်ပေါ့နော်အဲ့တော့ Messi fan တွေဖြစ်သွားတယ်နောက်ပြီး Barcelona fan တွေဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့က Barcelona ကစားသမားတွေအများဆုံးပါတဲ့စပိန်အသင်းကိုလည်းကျွန်တော်တို့ပယ်ရမယ် Messi ပါတဲ့ Argentina ကိုလည်းကျွန်တော်တို့ပယ်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကြံပါအသင်းကြီးတွေမှာအင်္ဂလန်ပါမယ်ပြင်သစ်ပါမယ်ပေါ်တူဂီပါမယ်ဂျာမနီပါမယ်နောက်ပါရှိအောင်မလဲ3သင်းရှိမယ်နောက်ပြီးတော့ကျွန်တော်နယ်သာလန်ပါမယ်ပေါ့နယ်သာလန်ဘရာဇီးပါမယ်ပေါ့ဒါကတော့အသင်းကြီးတွေပေါ့နော်အဲ့အချိန်မှာကျွန်တော်အနေနဲ့ပဲပြောမှာနော်ကိုမကြိုက်တဲ့အသင်းတွေကိုပယ်ရမယ်ဆိုရင်တော့ကျွန်တော်နယ်သာလန်မကြိုက်ဘူးစပိန်မကြိုက်ဘူးအာဂျင်တီးနားမကြိုက်ဘူးပြင်သစ်မကြိုက်ဘူးဂျာမနီမကြိုက်ဘူးအင်္ဂလန်မကြိုက်ဘူးအဲ့တော့ကျွန်တော်တင်ပေါ်တူဂီကြံမယ်ပေါ့ပေါ်တူဂီနဲ့တခြားနိုင်ငံတွေကြံမယ်အဲ့တော့ပေါ်တူဂီကိုကျွန်တော်ပြပြရမယ်ဆိုရင်တော့ပေါ်တူဂီကြံတယ်ပေါ်တူဂီမှာဆိုရင်ကျွန်တော်အနေနဲ့ကြိုက်တဲ့ကစားသမားဘရူနိုဖာနန်ဒက်ပါမယ်ဘရူနိုဖာနန်ဒက်ပါမယ်ဂျောင်နီးဘက်ပါမယ်ဗတင်နာပါမယ်ပေါ့နော်နောက်ပြီးကန်ဆယ်လိုပါမယ်ကန်ဆယ်လိုကျွန်တော်ကြိုက်တယ်ရူဘင်ဒီရက်ပါမယ်ကြိုက်တယ်နောက်ပြီးကိုသမဒီယိုကော့စတာကြိုက်တယ်အဲ့တော့ဒီပြတော့မကြိုက်ဘူးဗျာအဲ့ကြောင့်မို့ကျွန်တော်ပေါ်တူဂီကိုရွေးဖို့တော်တော်စဉ်းစားနေရတယ်ပေါ်တူဂီကိုကျွန်တော်တော်တော်ကြိုက်တယ်ဒါပေမဲ့နီးပြကိုမကြိုက်တဲ့အတွက်ကျွန်တော်တော်တော်စဉ်းစားရတော့ဒီကိုတွေအနေနဲ့လည်းအဲ့လိုမျိုးတစ်ချက်ပြီးတော့ရွေးချက်လိုက်ပေါ့နော်ကိုမကြိုက်တဲ့အသင်းတွေကိုပယ်မယ်ကိုမကြိုက်တဲ့ကစားသမားတွေပါတဲ့အသင်းတွေကိုပယ်မယ်ကိုဘယ်လိုပြောမလဲအဲ့လိုပယ်လိုက်ပြီဆိုရင်ကိုအတွက်ကြံတဲ့အသင်းရှိတယ်ပေါ့နော်အဲ့အသင်းတွေကမှာအကောင်းဆုံးအသင်းတစ်သင်းကိုရွေးချယ်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကိုဘယ်အသင်းကိုအားပေးရမလဲဆိုတော့ကောင်းကောင်းသိမယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်နေတော့အခုချိန်မသိသေးဘူးဘာဖြစ်လို့လဲဆိုတော့ Portugal ကိုကြိုက်တာမှန်ပေမဲ့နီးပြကိုကျွန်တော်မကြိုက်ဘူးအဲ့အတွက်အားပေးရမလားအားမပေးရဘူးလားမသိဘူးအင်္ဂလန်ကိုဘာလို့မကြိုက်နာမည်ကြီးအင်္ဂလန်တို့ဘာလို့မကြိုက်လဲဆိုတော့အင်္ဂလန်ကိုမကြိုက်ဘူးဒီကတော့အင်္ဂလန်ကိုကြိုက်ခံစားလို့မရဘူးပေါ့နော်အင်္ဂလန်ကစားဖို့နဲ့ဘာလို့ခံစားလို့မရဘူးပြင်သစ်ကတော့ပြင်သစ်ကိုလည်းကျွန်တော်မကြိုက်ဘူးပဲဘယ်လိုမကြိုက်လဲတော့ကျွန်တော်လည်းမသိဘူးဂျာမနီဘရာဇီးလည်းကျွန်တော်မကြိုက်ဘူးနောက်ပြီးတော့ဂျာမနီလည်းကျွန်တော်မကြိုက်ဘူးအဲ့ထက်ကမှပြန်ရွေးရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီပေါ်တူဂီရွေးချယ်လို့ရမယ်ကျွန်တော်တို့ဆိုရင်ပေါ်တူဂီကြိုက်တယ်နောက်ပြီးကြရင်အသင်းတွေထဲမှာဘယ်လိုပြောရမလဲနာမည်ကြီးအသင်းတွေမဟုတ်ဘဲဆိုရင်ကျွန်တော်ဘေဂျီယန်တို့ဘာလို့လဲမစိုးဘူးပေါ့နော်ဘေဂျီယန်တို့ဘာလို့လဲကြိုက်တယ်အဲ့တော့ဒီကိုတွေအနေနဲ့ဘယ်အသင်းကိုအားပေးရမလဲဆိုတာကို
ဆုံးဖြတ်ပြီးတော့ပယ်ပြီးတော့ရွေးချယ်လို့ရပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါကတော့ကျွန်တော်အမြင်ရောက်တဲ့ရရှောက်ပြောတာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီအကြံပြုကြီးအောက်မှာအဲ့တော့ကျွန်တော်ရဲ့ဒီအကြံပြုအောက်မှာညီကိုတို့အတွက်သုံးတရားအကျိုးရသွားမယ်ဆိုရင်တော့ကျွန်တော်ကျေနပ်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်လို့ပြောကြရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ အဲ့ဒါဆက်ပတ်ပေးနေ